Hello everyone, Raina ye vlog ma pyan le choso lai ba re. Ni ya ro Raina ro twa ni da ro Colorado ye Rocky Mountain ဆိုတဲ့နေရာပါ။ ကျွန်တော်တို့က Colorado ရောက်တာတိတ်မကြသေးဘူး။ဒီက local တွေပြောတဲ့ပုံစံနဲ့ဆိုရင်ဒီမှာဒီချိန်ဆိုအရင် snow တွေကြားတယ်။အခု Raina တို့က December မှာရှိရပေါ့နော်။ snow တွေကြားတယ်အဲ့ဒါပြီးဒီမှာ ski အတွက်အရင်နာမယ်ကြီးတယ်လို့ပြောတယ်။ But I don't know ဘာဖြစ်သွားတာလဲဒီတစ်ခါ climate change ရှောင်းလာမသိဘူး။ weather က summer ပုံစံဖြစ်နေတယ်။ကျွန်တော်တို့ကကန်ကောင်းတဲ့လူပဲပြောရမှာထင်တာပေါ့နော်။ဘာလို့လဲဆိုတော့ Raina တို့ upstate New York ကနေလာထားတာဆိုတော့အဲ့မှာ snow တွေအရင်ကျနေတယ်ဆိုတော့ဒီလိုမျိုး summer weather လေးကို enjoy လုပ်နေရတာပေါ့ပြန်ပြီးတော့highway နဲ့ထွက်ပြီးတော့ Boulder ဆိုတဲ့ city ကိုရောက်နေပါတယ်နောက်ထပ်မိနစ်49မိနစ်ကျန်သေးတယ်ရောက်ဖို့ကိုရတော့အရင်လာလို့လမ်းလေးမှာစင်ပြီးတော့ဗီဒီယိုလေးနောက်ထပ်မိနစ်20လောက်ကျန်သေးတယ်ရောက်ဖို့ကအစိုးကားတဲ့တော့ရအောင်ticket ကြပြီ ticket ဒီမှာ okayကားနှစ်စီးသွားဖို့မဆန့်လို့ကားကိုရက်ပြီးတော့ဒီကားကိုသွားဖို့ပေးနေပါတယ်။ Okay အခုကတော့ Raina တို့ကားပြန်ထွက်ပြီးလမ်းလေးကချင်းချင်းလေးတွေဆိုတော့နောက်ဆုံးနေရာရောက်လာပြီ။ကားလည်း park လုပ်ပြီးဘယ်နေရာသွားရမှာလဲတော့မသိဘူး။ဒီမှာကားတွေအများကြီး park လုပ်ထားတယ်။ parking တွေကတော့အမှလုပ်လိုက်တယ်။ဘယ်သွားရမှာလဲမသိဘူး။ဟိုဘက်မှာလည်းဘာမှမရှိဘူး။ဒီဘက်ကလမ်းကလည်းအခုလေးလာထားတဲ့လမ်းဆိုတော့ဒီဘက်လေးသွားကြည့်အောင်။အော်ဟိုမှာလူတွေလာနေတယ်တွေ့လား။အဲ့ဒါမှလည်းပဲသွားရမှာမလို့လေ okay အဲ့ဆိုတော့ဒီဘက်ကိုတက်ရက်သွားမယ်အဲ့ဒါပြင်ပါရင်ရှိတယ်ဆိုကြည့်ကြရအောင်နော် okay ဒီတော့ဘယ်လိုက်ဘယ်လိုရ ဒီဘေဘေclose ဖြစ်တဲ့ reason ကဒီ winter မှာဆိုရင်လမ်းတွေကအရင် icy ဖြစ်တယ်အဲ့ဆိုတော့သူတို့က summer မှာဆိုရင်တော့ဖွင့်ပေးတယ်အခု winter မှာကတော့ဒီအနောက်မှာပဲကား park လုပ်ရတယ်အဲ့ဒါပြီးတော့အခု waterfall ကိုရောက်ဖို့က1 mile out 1.5 mile လမ်းလျှောက်ရမယ်အဲ့ဒါပြီးမှပဲ waterfall ကိုရောက်မယ် so let's go guys are you excited I'm excited လမ်းလျှောက်ရမှာညောင်းနေပြီအခုဘာလို့ရေလည်းမြည်ခဲ့လိုက်နော် okayမမဖရမယ်နော်ပြန်ဘယ်တော့နေရတော့မသိဘူးသွားနေရပဲနောက်ထပ်9မိနစ်ဆိုရင်ဘာမှမရောက်ရင်တော့ပြန်တော့မယ်ဟောလမ်းလျှောက်တယ်မိနစ်20လောက်ရှိလမ်းလျှောက်တာဘာမှလည်းမရောက်လာဘူးအဲ့ဒါပြီးမကြခင် sunset လည်းဖြစ်တော့မှာဆိုတော့ခဏလေးနဲ့မောင်းသွားမှာဆိုတော့ safe မရှိဘူးလားဆိုပြီးတော့ပြန်တော့မှာခုန parking lot ကိုပဲပြန်သွားမယ်အဲ့ဒီမှာလာတဲ့နေရာလေးတွေကိုပြန်ဆင်းပြီးတော့ဗီဒီယိုတွေရိုက်မယ်အဲ waterfall တော့မသွားတော့ safety is always first yes or no babe right good ခုသွားချင်တဲ့ waterfall တော့မသွားလိုက်ရဘူးဘာလို့လဲဆိုတော့သွားနေဝေးနေတဲ့အတွက်ကိုမောင်းလဲမောင်းနေပြီဆိုတော့အခုကတော့ Raina တော့အိမ်သွားနေပါတယ်လမ်းလေးမှာလာတဲ့ view လေးတွေတွေ့ရင်ဗီဒီယိုလေးတွေရိုက်သွားမယ်ခုနရိုက်ထားတဲ့ lake လေးကိုပြန်ရောက်နေရဆိုတော့အဲ့ lake လေးကိုပြန်ဗီဒီယိုလေးရိုက်မယ်နော်အရန်လာတယ် mountain view လည်းအရန်လာတယ်ဒီဟာနဲ့
ပို important ဖြစ်တယ်ဆိုတော့ဒီနေ့ trip ကတော့အဲ့လိုပဲဖြစ်သွားတယ် destination ကအဲ့လောက်ထိတော့မဟုတ် journey ကတော့အရင်ပျော်ဖို့ကောင်းတယ်ဘာလို့လဲဆိုလမ်းမှာသွားရင်လည်း mountain လေးတွေအများကြီးလှလှလေးတွေမြင်ရတယ်ဒီအမြဲတမ်းသွားနေတဲ့ mountain က mostly ကတစ်ပင်တွေအများကြီးတွေနဲ့ဒီတစ်ခေါက် mountain က rock တွေနဲ့ဆိုတော့ဒီတစ်ခေါက်ရဲ့ experience ကတော့ totally different ဖြစ်သွားပါတယ် so ဒီ video ဒီမှာပဲအဆုံးသတ်အောင်နောက်တစ်ခု video မှာပြန်တွေ့မယ် video နောက်ဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်